မြန်မာမှုစင်တဲ့ဟာမှာ ready made found line အသုံးပြုပြီးတော့စင်တဲ့ပုံစံလေးတွေကိုကျွန်တော်ပြပေးမယ်ဒီ found line လေးတွေကတော့ကျွန်တော်တို့ကိုလိုချင်တဲ့စန့်ပေပေါ့နော်ဒါဆိုရင်ကျွန်တော် ready made concrete ဒါကျွန်တော် select ထဲကိုတစ်ခါတည်းထည့်ပြီးတော့လောင်းမယ်တွင်းမှာတဲ့အချိန်မှာဒီကောင်ကိုလှုပ်ထားတဲ့အထက်မှာသူ့ထဲမှာတန်ပါပြီးသားအခုဒီမှာဆိုရင်မြင်ရလားဒီဟာလေးတွေပေါ့နော်ဒီမှာသူ့ထဲမှာဒီတန်ချောင်းလေးတွေပါတယ်ပေါ့နော်အဲ့ဒီတန်ချောင်းလေးတွေနဲ့အခုကျွန်တော်တို့ဒီ select ပြင်နေပေါ့နော်တစ်ခါတည်းတွဲပြီးတော့ကျွန်တော်တို့ဒီမှာ wedding point လေးတွေပေါ့နော်ဒီမှာ wedding လေးတွေတို့ထားတယ်ဒီမှာ wedding gel လေးပေါ့နော် wedding gel လေးတွေအပေါ်နှစ်ချက်ပေါ့နော်ဒီအောက်မှာလဲကျွန်တော်နှစ်ချက်လောက်တွဲထားတယ်ပေါ့နော်ဝရင်းနဲ့တွဲပြီးတော့တခါတည်းဒီအသေးကျွန်တော်တို့ဒါထည့်ပြီးတော့လောင်းပြင်မယ်ပေါ့နော်အဲ့တော့ဒီကွန်ကရစ်မို့ဖောင်ဝါးတွေကိုတုံးတဲ့အားသာချက်ကပါလဲဆိုတော့ကြတော့ကျွန်တော်တို့ဒီစလက်ပြင်မှာဆိုရင်အသားလေးတွေဒီမြန်မာမှုလုပ်ငန်းရဖို့အတွက်အထက်သားတွေအသားတွေအများကြီးစိတ်ဆံမလို့ waste တွေနည်းတယ်အဲ့နေတယ်ပြီးသွားရင်ကျွန်တော်တို့ဒီလှပမှုပေါ့နော်လှပတဲ့မှုကြတော့ ready made ဆိုတော့ကြတော့ကျွန်တော်ပတိကိုင်စစ်သုံးလိုက်ရင်တခါတည်းလှလှပပလေးရတယ်ပေါ့နော်အဲ့တော့တခုပဲကျွန်တော်သတိထားမှာသူ့ကိုကြတော့ဒီဆက်လက်ပြင်နဲ့တခါတည်းခိုင်ဘယ်လိုတွဲမလဲပေါ့နော်အဲ့လိုတွဲဖို့ကြရင်တော့အဲ့ဒီခုနပြောလို့ပဲပေါ့နော်ဒီသူ့ထဲမှာပါတဲ့ဒီတန်ချောင်းတွေပေါ့နော်ဒီ ready made ထဲမှာပါတဲ့တန်ချောင်းတွေနဲ့ကျွန်တော်တို့ရဲ့ဒီဘင်းတွေမှာကျွန်တော် wedding jet တွေနဲ့ကျွန်တော်တို့စော်တယ်ပြီးသွားရင်ဒါကျွန်တော်လောင်းလိုက်တယ်ဆိုရင်ဒါတခါတည်းတွဲဆက်ပြီးသားကျွန်တော်ရသွားမှာပေါ့နော်ဒါကတော့ကျွန်တော်ပပတ်လဲဒါကျွန်တော်မြန်မာမှုစင်တာပေါ့နော်โอเคပါအဲ့တော့မိတ်ဆွေအနေနဲ့ကြိုးတုံတရားရရဆိုရင်ကိုမမ yes လို့မှတ်ခဲ့ပြီပေါ့ကြည့်ရှုပြတဲ့ကျေးဇူးတင်ပါတယ်